အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အိုက်တာကပီလီကက်ဖျားချောင်းသွားခဲ့တဲ့အကြောင်းလေးမျှဝေပေးချင်ပါတယ်ဖျားချောင်းကမေရော့ချောင်းတားတော်ချောင်းနဲ့ကွင်းမိုင်ဆိုပြီးတော့၃မျိုးရှိရပေါ့နော်အိုက်တာတို့ကပထမဆုံးမေရော့ချောင်းကိုသွားပြီးတော့ဖူးပါတယ်အိုက်တာကမေရော့ချောင်းကိုအရင်ဆုံးဖူးတဲ့အချိန်မှာငပြောသီးအုံသီးနဲ့ဒီပွဲဘူးလေးဝယ်တယ်ပေါ့နော်ဒါလေးက9000ပေးရပါတယ်ပြီးတော့အုံသီးခွဲတယ်ပြီးတော့ဖျားမှာဆူတောင်းတယ်ပေါ့နော်ဆူတောင်းပြီးသွားလို့ရှိရင်အိုက်တာကဖျားချောင်းမှာရှိရဲ့ခေါင်းလောင်းတွေကိုကိုဆူတောင်းနဲ့ဆူကိုပဲပြန်ပြောပြီးတော့ခေါင်းလောင်းလေးကိုကုန်တီးပေးတယ်ဒီွားလို့ရှိရင်ကိုကတ်တဲ့ပွဲရအုံသီးငပြောသီးဒါမှမဟုတ်အလူငွေပေါ့နော်ဒါတွေထည့်ပြီးတော့ဆူတောင်းလို့ရပါတယ်စုကလည်းတစုတည်းပဲဖြစ်ရပါမယ်မေတော်ချောင်းရောတာတော်ချောင်းရောကွင်းမိုင်ရောပေါ့နော်၃မျိုးလုံးကိုမှတစုပဲတောင်းရမှာဖြစ်လို့အဲ့လိုမျိုးဆူတောင်းရင်ပို့ပြီးတော့မြန်မြန်ဆန်ဆန်ပြည့်ရပေါ့နော်တကယ်လို့ကိုဆူတောင်းပြည့်ခဲ့တယ်ဆိုလို့ရှိရင်ဂတိတိုင်းတော့သွားပြန်ပြီးတော့ပြန်ပူဇော်ရတယ်ပေါ့နော်ဒါလေးတော့ရှိပါတယ်ဒါလေးကတော့ပြန်မြဝေပေးတာပါအားလုံးပဲတက်တာ